ကဲကျွန်တော်တို့ဒီဟီတာခဏခဏခဏသင်ခန်းစာတွေရေးပြီးသွားပြီဆိုတော့ကျွန်တော်ဟီတာခဏနဲ့ခဏခဏရဲ့ဒီတူတဲ့ပုံလေးတွေပြီးတော့မှတ်ပုံမှတ်နည်းလေးတွေပေါ့နော်ဒါလေးတွေကျွန်တော် revision လေးပြန်ပြီးတော့ပြန်ရှင်းပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီဇာတ်ကွက်လေးတွေကိုရောင်လေးနည်းနည်း share ပေးထားတယ်ပေါ့နော်သူမှားတယ်မှားလေးမှားထားရှိတဲ့ဟာလေးတွေတူတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်ဒီအနီရောင်ကွက်လေးတွေနဲ့ဟာလေးတွေကိုကျွန်တော်တို့အရင်ဆုံးကြည့်မယ်ပေါ့နော်အနီရောင်ကွက်လေးတွေကျွန်တော် share ပေးထားတဲ့ဟာလေးတွေကိုအရင်ကြည့်မယ်ဒီဘက်မှာကျွန်တော်ဟီတာကနာနဲ့အနီရောင် share အနီရောင်ကွက်လေးတွေလုပ်ပေးထားတာရှိမယ်ဒီခဏခဏမှာလည်းကျွန်တော်အနီရောင်ကွက်လေးတွေလုပ်ပေးထားတာရှိရပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအနီရောင်ကွက်လေးတွေလုပ်ပေးထားတာကကျွန်တော်တို့ကဒီဘက်ကဟီတာကနာနဲ့ခဏခဏမှာပဲကြည့်လိုက်ပေါ့နော်ဒီဘက်မှာဟီတာကနာခဆိုလို့ရှိရင်အပေါ်ကဒီမှာဒုတ်ချောင်းလေးတစ်ချက်ပေါ့နော်အဲ့ဒါလေးပါလာတယ်ပေါ့နော်နောက်ပြေပုံစံမျိုးလေးပါလာတယ်ခဏခဏမှာဆိုရင်တော့သူမပါတော့ဘူးเนาะပုံစံလေးတွေကတူတော့ပေါ့เนาะကျွန်တော်ခတ်ပေးထားတာဖြစ်ပါတယ်အဲ့တော့အနီရောင်ကွက်လေးတွေနဲ့ကဟီတာကနာရဲ့ခဏခဏရဲ့ပုံစံတူတာလေးတွေကိုကျွန်တော်ဒီမှာတိတာအောင်ပေါ့เนาะလုပ်ပေးထားတာရှိတယ်အဲ့တော့ခါဆိုရင်လည်းဒီတစ်ချက်လေးပဲကွာပါတယ်ခိဆိုရင်ကျွန်တော်ကြည့်လိုက်ပါကျွန်တော်တို့ရေးတယ်ဆိုရင်တော့ဒီမှာ mobile ကလေးနဲ့မဆက်ဘူးပေါ့เนาะဒီမှာအတွန်းလေးနဲ့ရှိမယ်ပြီးမှကျွန်တော်တို့အောက်ကနေ white ရှာမယ်ပေါ့เนาะဒီလိုမျိုးလေးရှိမယ်ဒီခဏနဲ့ဟီတာခဏနဲ့ပုံစံလေးကတူတယ်ပေါ့နော်ဒီအောက်ကပါဆက်လေးပဲမပါတာခဏနဲ့တူတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့စပေါ့နော်စဆိုလို့ရှိရင် sorry ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဒီမှာခရဲ့ခိရဲ့ပေါ့နော်ခရဲ့ခိရဲ့ဒီဟီတာခဏနဲ့ခဏရဲ့တူတတ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဆဲဆိုလို့ရှိရင်လည်းဒီဘက်ကပုံစံလေးကနည်းနည်းလေးဆင်တူတယ်ပေါ့နော်အဲ့ဒါလေးတွေသတိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဆဲကဆင်တူတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဟဲဆိုလို့ရှိရင်ကျွန်တော်ဟီတာကနာဟဲနဲ့ခဏဟဲနဲ့ကအတူတူပဲလို့တော့ပြောလို့ရတယ်ပေါ့နော်တိတ်ကွာတာမျိုးတွေမရှိဘူးနောက်တစ်ခုမိုပေါ့နော်မိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ကဒီဘက်မှာဆိုရင်ထိတ်လေးပိတ်လိုက်တယ်ပေါ့နော်ကျန်တာထူထူတော့ပြောင်းလဲမှုတော့တိတ်ပြီးတော့မရှိဘူးနော်ပုံစံလေးတွေတူတတ်တယ်ပေါ့နော်ဒါကတော့နောက်တစ်ခု re ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကဒီဟီတာကနာနဲ့ခဏရဒီဘက်ဘက်ကအကွန်လေးအပေါ်တင်လိုက်တာလေးပဲရှိနေပေါ့နော်ဒီဘက်ကကျန်တာတွေကတော့အတူတူပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာစကိုတော့ကျွန်တော်ဒီမှာဇရာကွက်လေးလုပ်ပေးထားတာတော့ကျွန်တော်ပိုသွားတယ်ပေါ့နော်အဲ့တော့အနီရောင်ကွက်လေးတွေကိုကျွန်တော်ကြည့်ကြရအောင်အဲ့ဒါတော့ဟီတာကနာနဲ့ခဏလေးစင်တူတာလေးတွေကိုကျွန်တော်ဝိုင်းပေးထားတာနောက်တစ်ခုကျွန်တော်ကြည့်အောင်ပေါ့ဟီတာကနာမှာကျွန်တော်တို့ကြည့်အောင်ဟီတာကနာမှာဒီအယောင်တူလေးဆွဲထားတာတွေအရင်ကြည့်မယ်အဲ့တော့ခိနဲ့စနဲ့ကကျွန်တော်တို့ပုံစံလေးတွေတူတယ်နော်ခိနဲ့စနဲ့ပုံစံလေးတွေတူတယ်ခိဆိုရင်အပေါ်ဒုတ်ချောင်းနဲ့ရှောက်ဖြစ်မယ်စဆိုရင်တစ်ချောင်းနဲ့ဖြစ်မှာပေါ့နော်ဒါလေးတွေရှိမယ်နောက်တစ်ခုကျွန်တော်တို့နုရဲ့မဲကိုတစ်ချက်ကြည့်တယ်နုနဲ့မဲနဲ့ကနုမှာဆိုလို့ရှိရင်ဒီမှာ white ပြီးအောက်ကိုရှလိုက်တဲ့ပုံစံမျိုးရှိမယ်မဲကတော့အဲ့လိုမျိုးမဟုတ်ဘူးเนาะကျန်တာတွေကအတူတူပဲအဲ့တော့မဲနဲ့နုနဲ့မှားတတ်တယ်မဲနဲ့နုနဲ့ကတေချာမှတ်နုဆိုလို့ရှိရင်ကျွန်တော်တို့က white ကလေးပါမယ်เนาะနောက်တစ်ခုနဲကိုကြည့်မယ်နဲနဲ့ ray နဲ့ကဒီမှာတူတယ်အဲ့တော့နုရဲ့နဲရဲ့ကဒီ white ကလေးနဲ့အောက်ကိုရှတယ် ray ကကြတော့အဲ့လိုမရှအောင်เนาะပုံစံလေးတွေเนาะနဲနဲ့ ray နဲ့နောက်တစ်ခုဟနဲ့ဟိုနဲ့မှားတတ်တယ်เนาะဟဆိုလို့ရှိရင်အပေါ်မှာဒုတ်ချောင်းလေးကအပေါင်းပုံစံမျိုးလေးရှိမယ်ဟိုကအပေါ်ကထိပ်ပိန်เนาะဟာနဲ့ဟိုနဲ့ကဒါမှတ်တတ်တယ်เนาะနောက်တစ်ခု root နဲ့ raw နဲ့ကဒီမှာ root မဆိုရင်အောက်ကဒီမှာစံခက်လေးပါတယ်ပေါ့နော်ဒီမှာဆိုရင်မပါတော့ဘူးပေါ့နော်ဒါလေးကကျွန်တော်တို့မှားတတ်တဲ့အရာလေးတွေပေါ့နော်အဲ့ဒါလေးကျွန်တော် white ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ကြည့်မယ်ဒီဘက်မှာခုနဲ့ခဲနဲ့ခုနဲ့ခဲနဲ့မှာကျွန်တော်ခဲကဒီဘက်မှာအစွန်းထက်လေးပါတယ်ခုကမပါဘူးเนาะခုနဲ့ခဲနဲ့ကအဲ့ဒါလေးသတိထားမယ်ပေါ့နော်အဲ့ဒါလေးသတိထားမယ်နောက်တစ်ခုရှိနဲ့စွနဲ့ကလေမတူဘူးเนาะရှိဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကဘယ်ဖက်တောင်းကနေပြီးတော့အညီဖြစ်ရမယ်ပေါ့နော်ရှိကအညီဖြစ်မယ်ပြီးမှအပေါ်တက်တာစွကြတော့အပေါ်ကအညီဖြစ်မယ်ပေါ့နော်ဒုတ်ချောင်းအပေါ်ကထိတ်လေးကညီနေရမယ်ရှိဆိုရင်ဘယ်ဖက်ကအညီဖြစ်နေရမယ်ပေါ့နော်စုနဲ့ရှိနေအဲ့ဒါမှားတတ်တယ်เนาะနောက်တစ်ခုကျွန်တော်တို့ပေါ့နော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုလေးကိုကျွန်တော်အရင်ကြည့်ပါเนาะကျန်တာတွေကကျွန်တော်ပြောပြပြီးပါဆိုတော့ဖုကိုကြည့်ပါဖုတစ်ခုသိပြီဆိုလို့ရှိရင်ကျွန်တော်စုလဲရမယ်နုလည်းရမယ်နဲလည်းရမယ်ရလည်းရမယ်ဝလည်းရမယ်ပေါ့နော်အဲ့တော့ဖူးလေးကိုသိပြီဆိုလို့ရှိရင်ကျွန်တော်ဖူးကိုပဲမြင်းဆောင်ချလိုက်ရင်ဒီအလဲကနေပိတ်လိုက်အလဲကနေဖြတ်ချလိုက်ရင်ဒါနုဖြစ်မယ်ပေါ့နော်အဲ့မှာမှကျွန်တော်တို့ကအပေါ်ကတစ်ချက်ထည့်မယ်အောက်ကိုချမယ်ပြီးတော့ဒီဘက်လို့ရင်နဲဖြစ်မယ်စုဆိုရင်လည်းပဲကျွန်တော်ဖူးကိုဒုတ်ချောင်းလေးတစ်ချောင်းအလဲကနေပြီးတော့တက်လေးထည့်ပေးလိုက်တာဒါစုဖြစ်မယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့ကရဆိုလဲအဲ့လိုမျိုးပေါ့နော်အပေါ်ကဒုတ်ချောင်းလေးတစ်ချောင်းတင်ပေးလိုက်ရတာရပေါ့နော်နောက်တစ်ခုဝဆိုရင်လည်းရှေ့ကတစ်ခုလေးထည့်ပေးလိုက်တာ ਨੇ ဝ
တော့ full တည်တာနဲ့ကျွန်တော်တို့ကတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးလုံးကိုကျွန်တော်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဇယားကွက်လေးကိုတေချာကြည့်ပြီးတော့ဒါမမှားစေနဲ့ပေါ့နော်ဒါလေးကမှားတက်လို့ကျွန်တော်ဒီဗီဒီယိုလေးလုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ